လူခေါ်တာ ညီမယောက်ျားဆိုရောက်ဖ ဘလူ ဟာညလုံးကသာမေးတာဒါမျိုးကြနော်ကြပါလေအဲ့ဆိုမင်းလည်းငါမေးပါမင်းစီမျိုးဆက်တက်လား စက်တက်ပါဦး မဆက်တက်တဲ့ကောင်ငါသားဆက်တက်လား စက်တက်ပါရဲ့ ဟေးဟဲ့မေးတော့တော့မငါဘာကောင်မှန်းမင်းစီမျိုးဆက်တက်တယ်နော် ဟော မင်းညီကိုမောင်နှမဘယ်နှယောက်လို့ တကောင်ကျွက် မင်းအမေကိုမွေးလို့ပြောလိုက် ဟမ် မင်းအမေကိုထပ်မွေးလို့ပြောလိုက်လို့ ဟိုတဝူရီတော့သားမလို့ မမွေးရင်ငါမင်းအိမ်ပြန်မှာနော် မပြန်မနဲ့မွေးစုမွေးခိုင်းလိုက်ပါမယ် ဟေး ဖုံးဆက်ပြီးမွေးခိုင်းလိုက်မယ်ဟယ်လိုမင်းမွေးတယ်မွေးပြီတဲ့ မွေးမလား ဟုတ်မွေးမှာ သိကြရနော် ဘယ်နှစ်ယောက်မွေးရမှာ 3ယောက်မွေး5လုံးမွေး ဟုတ်ကဲ့ဟုတ် 2ယောက်တစ်ခါတည်းထွက်လို့ပြောလိုက် ဟော အမှားဘူးထွက်လို့ပြောလိုက်နော် ဖြွတ် အေးဟုတ်မင်းကြီးကမောင်နှမဘယ်နှယောက်တော့ အခုလိုပဲ3ယောက် အထက်ကအ ကိုကြီး အောက်က ညီလေး သမီးတစ်ယောက်ထပ်မွေးလို့ပြောလိုက်သမီးတစ်ယောက်ထပ်မွေးခိုင်းလိုက် ဟုတ်ဘူးညီကို3ယောက်ချစ်စစ်ခင်ခင်နေကြတာ မွေးလို့မမွေးဘူးလားငါပြန်မှာနော် သူကဘာလို့အသားကြီးဒေါသထွက်နေအောင်ဟမ် မွေးခိုင်းလိုက်ရမင်းမမွေးခိုင်းထပ်မွေးခိုင်းလိုက် ဟုတ်မွေးတယ် သမီးတစ်ယောက်ထပ်မွေးလို့ ဟုတ်မွေးတယ်ဗျ အဲ့ဒါငယ်ဆုံးကောင်ပြတ်တွတ်လာ ဟုတ်ဖို့တွတ်လိုက် အေးမွေးပြီနော် ဟော အထက်ကအ ကိုကြီး အောက်က အငယ်ဆုံးကညမ အောက်က ဟောဘာအောက်ကတော့အငယ်ဆုံးပါဆိုမှအောက်ကမျက်ပြူးရဲ့ဘာလို့ကျမလည်းသိအငယ်ဆုံးကညမ အငယ်ဆုံးညီမအားလည်းပါဘယ်လိုပဲဖြစ်ဖြစ်အကြီးဆုံးကောင်အိမ်အောင်ကြိုက် ကြပေါ့ အကြီးနဲ့ရတဲ့မိန်းမကိုဘယ်လိုခေါ်လဲ ဟောသူပဲတင်ပေးပြီးအုံတော်လည်းကောင်းမှုဟောအကိုနဲ့ရတဲ့မိန်းမမရှိဆိုတော့ မကြီး မကြီး ဟုတ်တယ် ဟုတ်ပါ မင်းညီမအိမ်အောင်ကြိုက်လား ဒီလားရှင်ဝေးလို့ အခုထွက်လို့ပြောလိုက်ငါဒီလိုက်ကြီးအခုထွက်လို့ပြောလိုက် သာသနာပေါ်မှာပျော်မွေ့